ကလေးမလေးကကစားစရာအိမ်လေးထဲမှာကြောက်စရာကောင်းတဲ့လူကောင်းပြက်ကြီးတစ်ခုရှိနေတာကိုတွေ့သွားပြီးအယမ်းလန့်သွားခဲ့ပါတယ်။ဟုတ်ပါမလားအခန်းထဲကထမင်းစားစပွဲပေါ်မှာတင်ထားတဲ့အဲ့ဒီကောင်းပြက်ကြီးဟာသူမကိုယ်တိုင်တင်ထားခဲ့တာမဟုတ်ဘူးဆိုတာကိုသူမတေတေချာချာမှတ်မိနေပါတယ်။သူမဟာကစားစရာအိမ်လေးကိုကြောင်ကြည့်နေမိရင်ခုတင်ပေါ်မှာလဲနေရမယ့်စမစ်တို့ဇနီးမောင်နှံကအခုတော့ကြောက်ကြောက်လန့်လန့်နဲ့ထထိုင်နေကြတာကိုသတိထားမိသွားပါတယ်။သူတို့သားလေးကတော့တခုခုကိုကြောက်နေတဲ့အတိုင်းခုတင်ပေါ်မှာပိုပြီးတုံလုံးချောက်ချပြီးကွေးနေရှာပါတယ်။ဒါတင်မကသေးပဲအခန်းထဲကအယုတ်ခွေးလေးဟာလည်းနေရာရွှေ့သွားပြီးအခုဆိုရင်အခန်းဘက်ကိုစိုက်ကြည့်နေပါတော့တယ်။ကောင်မလေးဟာခွေးလေးကြီးတဲ့ဘက်ကိုလိုက်ကြည့်လိုက်တဲ့အခါစပွဲပေါ်ကကြောက်စရာကောင်းတဲ့ခေါင်းပြက်ကြီးကရုတ်တရက်ကျမ်းပြင်ပေါ်ကိုပြေးဆင်းသွားတာကိုတွေ့လိုက်ရလို့အံ့ဩသွားပါတယ်။သူမကတီးကျင်စိတ်နဲ့လက်လန်းပြီးထိကြည့်လိုက်တဲ့အခါအဲ့ဒီခေါင်းရဲ့လယ်ပင်မှာသွေးတွေပိကျန်နေတာကိုတွေ့လိုက်ရပါတယ်။ကလေးမလေးဟာဒါကိုလုံးဝမယုံနိုင်အောင်ဖြစ်နေတော့အမေဖြစ်သူကထမင်းစားဖို့အောက်ထပ်ကိုလှမ်းခေါ်လိုက်တဲ့အတွက်ကြောင်သွားရပါတယ်။သူမဟာအပြင်မထွက်ခင်ကစားစရာအိမ်ထဲကအယုတ်လေးတွေကိုမှားစရာရှိတာမှာခဲ့ပြီးတော့မှလှည့်ထွက်သွားခဲ့ပါတယ်။မိသားစုထမင်းစားလို့ပြီးတာနဲ့ကောင်မလေးဟာသူမရဲ့အိမ်ခန်းထဲကိုချက်ချင်းပြေးဝင်သွားခဲ့ပါတယ်။ထူးဆန်းတဲ့အဲ့ဒီကစားစရာအိမ်လေးကနောက်ထပ်ဘာတွေများပြောင်းလဲသွားဦးမလဲဆိုတာကိုသူမသိချင်နေတာပါ။သူမတကားဖွင့်လိုက်တာနဲ့အယုတ်လေးတွေဟာတကယ်ပဲသူတို့ဘာသာသူတို့နေရအစ်တွေကိုရွှေ့သွားကြပါပြီ။အခန်းထဲကလှေကားပေါ်မှာရက်နေတဲ့စမစ်တို့ဇနီးမောင်နှံဟာဆိုဖာပေါ်ကဦးကောင်းခွန်ကြီးကိုကြောက်လန့်တကြားကြည့်နေကြပါတယ်။အယုတ်ခွေးလေးဟာထူးထူးဆန်းဆန်းအပြင်ဘက်ကိုရောက်နေပြီးကြောက်တက်တဲ့သားလေးကတော့အခန်းထောင်ကိုရောက်သွားကအဲ့ဒီမှာကွေးကွေးလေးပုံရင်းဆိုဖာပေါ်ကဦးကောင်းခွန်ကြီးကိုခိုးကြည့်နေပါတယ်။ကောင်မလေးဟာအခန်းကိုစိုးရိမ်တကြီးကြည့်လိုက်ပါတယ်ခဏလေးတွင်းမှာတင်လှေကားပေါ်ကစမစ်တို့ဇနီးမောင်နှံနဲ့ဆိုဖာပေါ်ကဦးကောင်းခွန်ကြီးဟာပျောက်ကွယ်သွားပါတော့တယ်။သူမကကစားစရာအိမ်လေးကိုအမြန်စစ်ကြည့်လိုက်တဲ့အခါအခန်းထဲမှာရှိနေတဲ့ဦးကောင်းခွန်ကြီးဟာအိမ်ခန်းထဲကိုသူ့ဘာသာသူရောက်သွားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတော့မှပဲဒီကစားစရာအိမ်လေးမှာတရေချောက်နေပြီဆိုတာကိုသူမသဘောပေါက်သွားပါတော့တယ်။သူမဟာတုံရင်နဲ့ခွတင်ပေါ်မှာပြန်လဲနေရင်ဒီကြောက်စရာကောင်းတဲ့ဦးကောင်းခွန်ကြီးကိုဘယ်လိုမောင်းထုတ်ရမလဲဆိုတာကိုကြံစည်နေပါတယ်။နောက်တစ်နေ့မှာတော့သူမဟာအယုတ်ဆိုင်ကိုသွားပြီးရဲသားအယုတ်တရုတ်ဝဲလာကစားစရာအိမ်ထဲကိုထည့်လိုက်ပြီးဒီရဲသားကိုတုံးလို့ဦးကောင်းခွန်ကြီးကိုမောင်းထုတ်နိုင်ဖို့မျှော်လင့်နေပါတယ်။ကျမအမေရဲ့အီတန်စီသွားလိုက်ပါဦးမယ်။ဒါပေမဲ့ညဘက်မှာသူမပြန်စစ်ကြည့်လိုက်တဲ့အခါရဲသားအယုတ်လေးကကျမ်းပြင်ပေါ်မှာလဲနေပြီးဦးကောင်းခွန်ကြီးကတော့ပျောက်နေကလဲပင်မှာလဲတွေးကွက်တစ်ခုတွေ့လိုက်ရပါတယ်။အယုတ်မိသားစုရဲ့ကြောက်လန့်နေတဲ့ပုံစံကိုကြည့်ပြီးကောင်မလေးလဲရင်တထိတ်ထိတ်ဖြစ်လာပါတယ်။သူမဟာဦးကောင်းခွန်ကြီးကိုနေရာအနှံ့အသေးအတန်လိုက်ရှာကြည့်တဲ့အခါနောက်ဆုံးမှာတော့ရေချိုးကန်းကမှန်ထဲမှာပုံနေတာကိုတွေ့လိုက်ရပါတော့တယ်။ကောင်မလေးဟာဆက်ပြီးသည့်မခံနိုင်တော့ပဲဦးကောင်းခွန်ကြီးဒီကစားစရာအိမ်ထဲကထွက်သွားဖို့အတန်ကုန်အော်ဟစ်လိုက်ပါတယ်။စမစ်တို့မိသားစုနဲ့ဝေးမှာနေကြစမ်းပါစမစ်တို့ရေကျမနဲ့လည်းဝေးမှာနေမိုးလင်းတဲ့အခါသူမဟာအယုတ်ဆိုင်ကိုထပ်သွားပြီးခေါင်းပြက်ကြီးကိုနှိမ်နှင်းဖို့ခရစ်ယာန်ဘုန်းကြီးအယုတ်တရုတ်ဝယ်ခြင်းပေမဲ့ဆိုင်မှာအဲ့ဒီလိုအယုတ်မျိုးရောင်းစရာမရှိတာကြောင့်အိန္ဒိယဘုန်းကြီးအယုတ်ကိုပဲရွေးဝယ်ခဲ့ရပါတယ်။သူမဟာဘုန်းကြီးအယုတ်ကိုကစားစရာအိမ်ထဲမှာထည့်ထားပြီးစမစ်တို့မိသားစုကိုကာကွယ်ပေးဖို့ပြောထားခဲ့ပါတယ်။ညနေပိုင်းမှာတော့ကောင်မလေးဟာဓမီတလက်ကင်ပြီးကစားစရာအိမ်ထဲကိုစိုးရိမ်တကြီးနဲ့လာကြည့်ပါတယ်။ဘုန်းကြီးကပစိန်တလက်ကင်ပြီးအိမ်နဲ့လိုက်ရှာနေပေမဲ့မှန်ထဲကခေါင်းကြီးကတော့မရှိတော့ပါဘူး။သူမဇဝေဇဝါဖြစ်နေတော့မှပဲလက်ထဲကဓမီကထူးထူးဆန်းဆန်းမိတ်တုံဖြစ်လာပါတယ်။မျက်စိတမိတ်တွင်းမှာပဲဘုန်းကြီးရဲ့ကိုယ်တစ်ပိုင်းကသတင်းပေါက်ကနေအပြင်ကိုထွက်နေပါတယ်။ကောင်မလေးဟာပို့ပြီးတော့တောင်ထိတ်လန့်သွားပါတယ်။ခေါင်းပြက်ကြီးကအိမ်အပြင်ဘက်မှာပုံနေတယ်လို့သူမထင်လိုက်ပေမဲ့အိမ်ရဲ့တစ်ဖက်ချမ်းကိုပက်ကြည့်လိုက်တဲ့အခါဘုန်းကြီးလည်းအသက်ခံလိုက်ရပြီဆိုတာကိုတွေးလိုက်ရပါတယ်။သူ့ရဲ့ဦးကောင်းနဲ့လက်တစ်ဖက်လည်းပျောက်နေပါပြီ။သူမအမြန်ပဲအထဲကိုပြန်ကြည့်လိုက်တဲ့အခါကြောက်စရာကောင်းတဲ့ခေါင်းပြက်ကြီးဟာစမစ်တို့မိသားစုနောက်မှာပုံနေပြီးသူတို့ကိုတိုက်ခိုက်ဖို့ပြင်နေပါတယ်။ကောင်မလေးရဲ့အော်တန်ကြောင့်သူမရဲ့အမေနိုးလာခဲ့ပါတယ်။သူမညှို့နှက်တဲ့အထိမအိပ်သေးတာကိုအမေသိသွားမှကြောက်တာကြောင့်အမြန်ပဲခရင်ပေါ်တက်ပြီးအိတ်ချင်အောင်ဆောင်နေလိုက်ပါတယ်။သူမဘာလို့အော်တာလဲဆိုတာကိုအမေကလာမေးတဲ့အခါအိမ်မက်ဆိုးမက်လို့ပါလို့လိန်ပြောလိုက်ပြီးအမေကိုစိတ်မပူဖို့ပြောလိုက်ပါတယ်။အမေဖြစ်သူကတန်တရားတွေနဲ့ထွက်သွားပြီးတဲ့နောက်မှာတော့ကောင်မလေးဟာကစားစရာအိမ်လေးစီကိုချက်ချင်းပြေးသွားပါတော့တယ်။မိနစ်ပိုင်းတွင်းမှာပဲစမစ်ဇနီးမောင်နှံဟာအသက်ခံလိုက်ရပြီးခေါင်းပြက်ကြီးကိုလည်းဘယ်မှာမှရှာမတွေ့တော့ပါဘူး။သူတို့ရဲ့သားလေးကိုလည်းဘယ်နာရောက်နေမှန်းသူမမသိတော့ပါဘူး။ကောင်မလေးဟာကလေးလေးအသက်ရှင်ပါစေလို့စိတ်ထဲကနေတိတ်တဆိတ်ဆူတောင်းနေမိပါတယ်။ဒါပေမဲ့တိတ်တိတ်ချာချာရှာဖွေပြီးတဲ့နောက်မှာတော့ထူးခြားမှုဘာမှဖြစ်မလာခဲ့ပါဘူး။အဲ့ဒီခေါင်းပြက်ကြီးဟာတကယ်တော့သူမသားလေးရဲ့ကိုယ်ပေါ်မှာကတ်နေတာပါ။ကောင်မလေးဟာအော်ဟစ်ပြီးခေါင်းကြီးကိုအပြင်ကိုလွှင့်ပစ်လိုက်ကခရင်ပေါ်မှာပြန်ပုံးနေရင်တုံလုံးနေတော့မှာပဲ။စိတ်ပြန်အေးသွားတဲ့အခါခေါင်းကြီးကိုအပြင်ကိုလွှင့်ပစ်လိုက်တာကပိုစိတ်ချရမယ်လို့သူမတွေးမိပါတယ်။ဒါနဲ့သူမဟာတတိမွေးပြီးဓမီကင်ကခုတင်အောက်ကိုဆင်းရှာလိုက်တဲ့အခါလွှင့်ပစ်ထားတဲ့ခေါင်းပြက်ကြီးကိုနောက်ဆုံးမှတွေ့လိုက်ရပါတယ်။ကြောက်စရာကောင်းတာကအဲ့ဒီခေါင်းပြက်ကြီးဟာရုတ်တရက်ကြီးလာပြီးလူတယောက်စာအရွယ်အစားဖြစ်သွားကအရင်ကထက်ပိုလို့တောင်ကြောက်စရာကောင်းနေပါတယ်။ကောင်မလေးဟာကြောက်ကြောက်လန့်လန့်နဲ့ပဲအဲ့ဒီခေါင်းကိုကောက်ပြီးကစားစရာအိမ်ထဲကိုပြန်ထည့်လိုက်ပါတယ်။သူမဒီခေါင်းပြက်ကြီးကိုထပ်ပြီးမတွေ့ချင်တော့ပါဘူး။ဒါကြောင့်ဒီကစားစရာအိမ်လေးကိုသူတစ်ပါးကိုပေးပစ်ဖို့မိဘတွေကိုအတနာခံပါတော့တယ်။ဒီကစားစရာအိမ်လေးရဲ့ပိုင်ရှင်အစ်စ်ကတော့အဖွားကိုတယောက်ပါသူမဟာအစကတော့ဒါကိုသူမရဲ့မြေးမလေးကိုပေးမလို့ပါပဲ။ဒါပေမဲ့ကစားစရာအိမ်ကိုဖွင့်လိုက်တဲ့အခါမှာတော့အဲ့ဒီကြောက်စရာကောင်းတဲ့ခေါင်းပြက်ကြီးကိုသူမလည်းတွေ့လိုက်ရပါတော့တယ်။